အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတွေကတော့ခြေဟောင်းပညာရဲ့နဲ့ဇီဝဗေဒပညာရဲ့စက်နှုန်းတွေကိုနှုတ်ခတ်သွားစေခဲ့တဲ့သမိုင်းဝင်ရှာဖွေမှုတစ်ခုအကြောင်းပဲဖြစ်ပါတယ်နှစ်ပေါင်း2000ကျော်ကြာပြီဖြစ်တဲ့ခြေဟောင်းခန္ဓာကိုယ်တစ်ခုဟာဘလို့နီးနဲ့များအသားရည်ကနူးညံ့ပျော့ပြောင်းနေစေသွေးကြောထဲမှာသွေးနီရဲလေးတွေရှိနေစေဖြစ်နိုင်ပါသလဲကမ္ဘာသမိုင်းမှာအကောင်းဆုံးထိန်းသိမ်းထားနိုင်တဲ့ခြေဟောင်းအလောင်းတချို့ပညာရှင်တွေသတ်မှတ်ထားတဲ့ဒါအမျိုးသမီးလေဒီယောဒိုင်ရဲ့လှုပ်ဝက်ချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဇာတ်လမ်းကိုစတင်ဖို့အတွက် BC နှစ်ရာစုခန့်ကခြေဟောင်းတရုတ်ပြည်ကိုပြန်သွားပါရှေးရာစုနှစ်များစွာကတရုတ်ပြည်ကနိုင်ငံအချင်းချင်းစစ်ပွဲတွေနဲ့ပြည့်နှက်နေတဲ့တွေးကြောင်းစည်းမြေတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဟန်မင်းဆက်စတင်ပြီးနောက်မှာတော့အင်ပါယာဟာငြိမ်းချမ်းရေးတာယာဝပြောရေးနဲ့ကြွယ်ဝချမ်းသာမှုကိုရရှိခဲ့ပါတယ်ဒီလိုခမ်းနားထည်ဝါခဲ့တဲ့ခေတ်ကာလမှာပဲကျွန်တော်တို့ရဲ့ဇက်ကောင်ဖြစ်တဲ့စင်းကြွေကဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံခဲ့တဲ့ဘဝကိုဖျက်ဆီးခဲ့ရပါတယ်သူမဟာမာကတ်လို့ခေါ်တဲ့ဩဇာအာဏာရှိတဲ့မင်းမျိုးမင်းနွယ်ခေါင်းဆောင်တဦးရဲ့ဇနီးဖြစ်ပါတယ်သူမအတွက်တိတ်ဆုံးခြင်းတရားဆိုတာတော့မှဘယ်တော့မှမပြီးဆုံးတဲ့စားတော့ပွဲတစ်ခုလိုဖြစ်ခဲ့ရတယ်လို့မှတ်တမ်းတွေကရှိခဲ့ပါတယ်ဒါအမျိုးသမီးရဲ့အလောင်းကိုနှစ်ပေါင်း2000ကျော်ကြာပြီးနောက်မှာတူးဖော်တွေ့ရှိခဲ့တာပါအဲ့ဒီအချိန်ဟာ1982ခုနှစ်တရုတ်နိုင်ငံဟာမော်စီတုံးရဲ့ယဉ်ကျေးမှုတော်လှန်ရေးကာလဖြစ်ပြီးနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်ရှန်ရှားမြို့ရဲ့အနီးနားကမာဝန်တွီလို့ခေါ်တဲ့တောင်ကုန်းတစ်ခုမှာတရုတ်လူသမားတွေကတူးဖော်ရေးလုပ်ငန်းတွေလုပ်နေရင်ရှေးဟောင်းတင်ញိုင်းကူတစ်ခုကိုမတော်တဆတွားတွေ့ခဲ့ပါတယ်အတွင်းမှာတော့နှစ်ပေါင်း2000ကျော်ကွယ်လွန်ခဲ့တဲ့အမျိုးသမီးတဦးရဲ့ခန္ဓာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်ဒီအလောင်းရဲ့ထိမ့်သိမ်းနိုင်မှုအဆင့်တန်းဟာကမ္ဘာပေါ်မှာရခင်ကတွေ့ရှိခဲ့ဘူးသမျှအလောင်းတွေနဲ့မတူဘူးဆိုတာကိုချက်ချင်းဆိုသလိုပေါ်လွင်ခဲ့ပါတယ်ရှေးဟောင်းသူတေသနပညာရှင်တွေဟာသူမကိုကမ္ဘာအပြီးပြေဆုံးဆုံးမမ်မီလို့တောင်မှခေါ်ခဲ့ကြပါတယ်တကယ်အံ့အားသင့်စရာကအီဂျစ်ရဲ့အကျော်ကြားဆုံးမမ်မီဖြစ်တဲ့တူတန်ခါမွန်ရဲ့ရှောက်သွေ့ကြုံနေတဲ့အလောင်းနဲ့နှိုင်းယှဉ်ဒီတိုင်းအမျိုးသမီးကပို့ပြီးတော့ထူးခြားတဲ့ထိန်းသိမ်းမှုကိုပိုင်ဆိုင်ထားပါတယ်သူမဟာယနေ့ခေတ်တည်ဆုံးထားတဲ့လက်ဆက်တဲ့ခန္ဓာကိုယ်တစ်ခုနဲ့အနီးစပ်ဆုံးဖြစ်နေခဲ့ပါတယ်ရှေးဟောင်းအလောင်းကိုခွဲစိတ်စစ်ဆေးဖို့ဟာတရုတ်ပညာရှင်တွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဝန်ကြီးချုပ်ကျိုးအန်းလိုင်ကရှေးဟောင်းပစ္စည်းတွေကိုလုံးဝမပျက်စီးစေရဘူးလို့တင်းကျပ်စွာမှာကြားထားလို့ပါ။အဲ့ချိန်ကနမဲကြီးပညာရှင်တွေအားလုံးကခွဲစိတ်စစ်ဆေးဖို့ညှင်းဆန်နေချိန်မှာပေါင်လုံရှင်းလို့ခေါ်တဲ့အတွေ့အကြုံနဲ့ပါသေးတဲ့ဆေးပညာရှင်တဦးကသာစွန့်စားပြီးဒီသမိုင်းဝင်ခွဲစိတ်မှုကိုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်1982ခုနှစ်မှာပေါင်လုံရှင်းတဲ့အဖွဲ့ဟာသမိုင်းမှာအမခန်းနိုင်ဆုံးခွဲစိတ်မှုတစ်ခုကိုစတင်ခဲ့ပါတယ်။သူတို့တွေ့ရှိခဲ့တာတွေကတကယ်ကိုအံ့ဩစရာတွေပဲဖြစ်ပါတယ်။သူမရဲ့အသားရည်ဟာပျော့ပြောင်းပြီးဆန့်နိုင်ကျုံနိုင်စေဖြစ်ပါတယ်။အတွင်းငါတွေအားလုံးဟာမူရင်းနေရာမှာရှိနေပြီးအသက်နီးပါးကောင်းမွန်နေစေဖြစ်ပါတယ်။သူမရဲ့သွေးကြောထဲမှာသွေးနီရဲရဲလေးတွေအောင်ကြန့်ရှိနေသေးတာကိုတွေ့ကြရပါတယ်ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုရွှေ့လျားကြည့်တဲ့အခါမှာခင်းမိတဲ့အလောင်းတစ်ခုလိုပဲပြောင်းလဲပြင်လွယ်ရှိနေတာကိုတွေ့ရှိရပြီးရှေးဟောင်းအလောင်းများအတွက်မဖြစ်နိုင်ဘူးလို့တော့ယူဆထားရပါဒါအပြင်သူမရဲ့ခန္ဓာကိုယ်လေးချိန်ဟာကွယ်လွန်ချိန်က80ကီလိုခန့်လို့တော့ခန့်မှန်းရပါတယ်ဒါအမျိုးသမီးရဲ့တင်ញိုင်းကူဟာသူမရဲ့ပျော်ရွှင်တဲ့ဘဝပုံစံကိုတက်တည်ပြနေပါတယ်သူမဟာနောက်ဘဝမှာလည်းစတိုင်ကြကြစားတောက်ဖို့စီစဉ်ထားခဲ့တာကိုတွေ့ရပါတယ်သူမရဲ့တင်ញိုင်းကူထဲမှာရှေးဟောင်းပစ္စည်း1000ကျော်တွေ့ခဲ့ရပြီးအဲ့ဒီထဲက3ပုံ2ပုံခန့်ဟာအစားအသောက်နဲ့အဖျော်ယမကာတွေနဲ့ဆက်ဆက်နေပါတယ်တစ်တော်သည်ပဲပုတ်ကစားလို့ဝက်ခွေးနဲ့တခြားတိရစ္ဆာန်10ကောင်ရဲ့အယိုးတွေအထိစားသောက်ဖွယ်ရာတွေကိုဝါရှင်တောင်30လုံးမှာတစိမ့်ခတ်ထားခဲ့တယ်သူမအကြိုက်ဆုံးဟင်းချက်နီးတချို့ကိုတော့တင်ញိုင်းနေရမှာရေးထွင်းထားခဲ့တာကိုတွေ့ရပါတယ်သူမစားသုံးဖို့အတွက်ရှေးဟောင်းတရုတ်ပြည်ရဲ့အကြီးဆုံးရုံးတဲ့စားသောက်ဖွယ်ရာအစုံကိုထည့်ထားပြီးခဲ့ပါတယ်ဒါဆိုရင်ဒီဖြစ်ရပ်ကနေကျွန်တော်တို့ဘာတွေသင်ခန်းစာရနိုင်မလဲတရုတ်နိုင်ငံသားတွေဟာတည်ဆုံးခြင်းတရားကိုအဆုံးသတ်အဖြစ်မသတ်မှတ်ပဲထာဝရတည်မြဲမှုကိုရှာဖွေခဲ့ကြပါတယ်။ဒါအမျိုးသမီးရဲ့အလောင်းကိုထိမ့်သိမ်းနိုင်ခဲ့တဲ့နီလန်ဟာရှေးဟောင်းအီဂျစ်တို့ရဲ့မမ်မီပညာထက်ပိုမိုထူးခြားနေပြီးရှေးဟောင်းတရုတ်တွေရဲ့ဓာတုဗေဒနဲ့ထိမ့်သိမ်းမှုဆိုင်ရာဗဟုသုတတွေဘလောက်ဆင့်မြင့်လဲဆိုတာကိုသက်သေပြနေပါတယ်။ဒီလိုမျိုးသမိုင်းဆိုင်ရာထူးခြားတဲ့အချက်လက်တွေကိုနောက်တစ်ပတ်မှလည်းဆက်လက်လေ့လာသွားပါမယ်။ကျွန်တော်တို့ရဲ့ channel ကိုစောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦး။